ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုနဲ့စစ်တပ်ရဲ့ပစ်ခတ်တပ်ဖြတ်မှုတွေကြောင့်၃နှစ်အရွယ်ကလေးငယ်တအုပ်နဲ့လျှက်စစ်ဝန်ထမ်းတအုပ်တို့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ19ရက်နေ့မနက်အစောပိုင်းမှာဟာခါမြို့နယ်စင်ခွာချေးရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်3နှစ်အရွယ်ရှိတဲ့ Lucas Van der Bawi ဟာပြင်းထန်တဲ့ပောက်ကွဲတံကြောင့်ထိတ်လန့်မေမျိုးသွားပြီးဖေဖော်ဝါရီလ20ရက်နေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းအသက်82နှစ်အရွယ်ဦးသက်လွိုင်နဲ့52နှစ်အရွယ်ဒေါ်ဆွေလီတို့လည်းဒဏ်ရာရရှိခဲ့ပြီးတော့ဟာခါမြို့နယ်မှာစေကူတာမှုခံယူနေရတယ်လို့သိရပါတယ်။ချင်းလူအခွင့်အရေးအဖွဲ့ CHRO ကဘာကြီးကစောင့်ကြည့်နေတဲ့အချိန်မှာစစ်တပ်ကကောင်းကင်ရန်ကိုလက်နက်တဖွဲအသုံးချပြီးတော့ကလေးငယ်တွေကိုတပ်ဖြတ်နေတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အလားတူပဲမနေ့ကကြောက်ရောက်တဲ့88နှစ်မြောက်ချင်းအမျိုးသားနဲ့အခမ်းအနားကို drone နဲ့ဘုံကျဲတိုက်ခိုက်မှုအပေါ်စစ်တပ်ကလက်တုံပြန်တဲ့အနေနဲ့ဟာခါမြို့လျှက်စစ်ဌာနရုံးကိုဝင်ရောက်စီးနင်းခဲ့ပြီးတော့တာဝန်ထမ်းဆောင်နေတဲ့အသက်32နှစ်အရွယ်လျှက်စစ်ဝန်ထမ်းဦးဗန်ဆွီအုပ်လာကိုခေါင်းတဲ့စစ်ခွေးတွေကပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒေဆုံးသူဟာဖလန်းမြို့ကနေဟာခါကိုစစ်ပေးရှောင်လာတဲ့လျှက်စစ်ဝန်ထမ်းတဦးဖြစ်ပြီးတော့ဇနီးနဲ့တစ်နှစ်အရွယ်သမီးငယ်လေးတဦးကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။မနေ့ကချင်းမျိုးသားနေမှာစစ်ခွေးတွေကဖလန်းမြို့နယ်မှာရှိတဲ့ကြေးရွာ6ရွာထက်မနည်းနဲ့ဟာခါဖလန်းလမ်းမပေါ်မှာရှိတဲ့ကြေးရွာများကိုလေကြောင်းကနေဇက်တိုက်တက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကြောင့်နေအများပြပျက်စီးခဲ့ပြီးတော့အရက်သားများထိခိုက်ဒေဆုံးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။